ကျမတို့ရဲ့ရိုးရာမွေးနေ့တစ်ခုဖြစ်တဲ့မြမတနခါကိုရုရှားနိုင်ငံနိုဗိုစီဗစ်ခရီကာပါနော့ဖာကာမြို့မှာရှိတဲ့ကျောင်းသူလေးတွေကိုလင်းချေပေးနေခြင်းဖြစ်ပါတယ်ရှင်။ဒီလိုလင်းပြီးတဲ့အခါမှာသူတို့လေးတွေရဲ့ပျော်ရွှင်မှုအေးချမ်းမှုရရှိကြောင်းကိုကျမတို့ပြောပါတယ်။ကျမကလည်းဒီတနခါကကျမတို့မြန်မာလူမျိုးတွေနှစ်သက်တန်မှုထားရတဲ့စေးပတ်ဝင်မိတ်ကပ်ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာကိုလည်းကျမပြောပြလိုက်ပါတယ်။တနခါရဲ့မှုရည်နဲ့အေးချမ်းမှုကိုသူတို့သိသွားပြီဖြစ်တဲ့အတွက်သူတို့တွေတယောက်ပြီးတယောက်ကျမကိုလိမ့်မှုဆောင်တိုင်းနေတာဖြစ်ပါတယ်။ကျမတို့ရဲ့မြမတနခါဆိုရင်အခုဆိုရင်ကမ္ဘာအမွေအနှစ်စည်ရင်းဝင် UNESCO မှာတင်သွင်းထားပါတယ်ဆိုတဲ့အကြောင်းကိုလည်းကျမကြွားခဲ့ပါတယ်ရှင်။ကျမတို့ရဲ့မြမတနခါကိုသူတို့လေးတွေကကြိုက်နှစ်သက်တာဖြစ်တဲ့အတွက်ကျမအနေနဲ့လည်းဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။တချို့ဆိုရင်ဒီမြမတနခါကိုလိမ့်မိပြီးတဲ့အခါမှာဒီအဘူးလေးကိုကြိုက်လို့ဆိုပြီးကျမကိုလာတောင်းကြပါတယ်။ဒါပေမဲ့လည်းကျမမှာပါတဲ့ပစ္စည်းလေးနဲ့လုံလောက်အောင်သူတို့ကိုအဆင်ပြေအောင်ခွဲဝေပေးလိုက်ပါတယ်ရှင်။ကဲအခုဆိုရင်ကျမတို့ရဲ့မြမတနခါဆိုရင်ကမ္ဘာအလယ်မှာဂုံယူဝင်းကျွားထဲဝါစွာနဲ့ရက်တီလေးရှိနေပါတယ်ရှင်။